ဒီနေ့မှာတော့ True Money အသုံးပြုသူတွေအနေနဲ့အလှူလဲလုပ်ပြီး cashback လဲရမယ်အစီအစဉ်လေးတစ်ခုပြပြချင်ပါတယ်။အရင်ဆုံး True Money ရဲ့ဝင်လိုက်ပါ True Money ရဲ့ရောက်လို့ရှိရင်ဒီမှာရှိတဲ့ coin ဆိုတာလေးကိုနှိပ်ပြလိုက်ပါ။ coin ဆိုတာလေးကိုနှိပ်ပြီးသွားရင်တော့သူတို့တော့တင်ပြတယ်ဗောနော်ခဏဆောင်မယ်ပြီးတော့ဒီမှာ pay and အစီအစဉ်ရှိပါတယ်။ဒီ pay and အစီအစဉ်မှာဒီအစီအစဉ်လေးကိုနှိပ်လိုက်ပါ။မှာdonate လုပ်တာနဲ့10% cashback ရမယ်အစီအစဉ်လေးကိုတွေ့ပါမတိတ်မယ်ဒီတန်းလေးကိုနှိပ်ပေးလိုက်ပါဒီမှာ return လုပ်ပြီးသားမလို့ထပ်တော့မနှိပ်ပြတော့ဘူးเนาะသူက ID တစ်ခုတစ်ခါပဲလုပ်လို့ရပါတယ်ပြီးတော့ home ကိုပြန်သွားလိုက်ပါ home ကိုပြန်သွားပြီးလို့ရှိရင် search မှာ donation လို့နှိပ်လိုက်ရပါတယ်ဒီအသေးပုံမှာနိုင်ပုံလေးနဲ့ပြထားတဲ့ဟာလေးကိုနှိပ်ရမှာပါဒီမှာကိုကြိုက်တဲ့ဇင်းရုံကို subscribe လုပ်လို့ရပါတယ် subscribe လုပ်တယ်ဆိုတာကတစ်ဖက်ကနေစပြီးတော့တရားတစ်ထောင်ထိထူထောင်လို့ရပါတယ်သူကတစ်လတစ်ခါကို True Money Wallet ထဲကနေနှုတ်သုံးပါပါတယ်ကျမတော့ဒီဇင်းရုံလေးကိုလာတိုင်းတစ်ပတ်စီလူရန်သွားလို့ရလူရန်သွားမှမလို့ဒီဟာလေးကို subscribe လုပ်ထားပါတယ် subscribe လုပ်တာနဲ့တပြိုင်နက် True Money Cashback 10% ကကိုယ့်ရဲ့ wallet ထဲကိုပြုံးဝင်လာမှာဖြစ်ပါတယ်ဒါပေမဲ့ coupon လေးကို return ပထမဆုံးလုပ်ထားဖို့လိုပါတယ်ကိုကပတ်စံပို့နိုင်တဲ့အချိန်ကျရင်အမောင့်များများပြန်ပြီးတော့ subscribe လုပ်လို့ရတယ်လို့ဝင်မနိုင်တော့တဲ့အချိန်ကျရင်လည်း unsubscribe ပြန်လုပ်လို့ရပါတယ်ဒါလေးကတော့ True Money ကနေ10%ပြန်ရနိုင်မယ့်နည်းလမ်းဝေမျှပေးရဖြစ်ပါတယ်အားလုံးပဲ bye bye